ကန်တာရီရဲ့အရဆိုငါတို့သိထားတဲ့ပုံမြင်တွေကသူရဲကောင်းနေနဲ့လူစိုးတွေအားလုံးဟာဒီ The School for Good and Evil ကနေဆင်းသက်လာတာပါဒီကျောင်းတော်ကြီးကိုအပိုင်းနှစ်ပိုင်းခွဲထားပါတယ် Good students တွေကတော့ပုံမြင်တွေကသူရဲကောင်းတွေဖြစ်ဖို့သင်ကြားရပြီး Evil students တွေကတော့ feeling တွေဖြစ်ဖို့လေ့ကျင့်ကြရတာပေါ့ဒါပေမဲ့ဒီနေ့မှာတော့အရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်မတူညီတဲ့မိန်းကလေးနှစ်ယောက်ကျောင်းကိုရောက်လာချိန်မှာပေါ့ဒီနာကတော့တာမန်မိန်းကလေးတစ်ယောက်ဖြစ်ပြီးသူမရန်စန်တာကတော့ဒီကျောင်းတော်ကြီးမှာတက်ရောက်ဖို့ပါတညမှာတော့သူမကိုခေါ်ဆောင်ဖို့ Messenger ရောက်လာခဲ့ပါတယ်ဒါပေမဲ့သူမရဲ့တငယ်ချင်းကာရိုကသူမနောက်ကိုလိုက်လာရင်းနဲ့သူတို့နှစ်ယောက်လုံးကိုငှက်ကြီးတစ်ကောင်ကတဲဆောင်သွားခဲ့ပါတယ်တောင်တန်းဒီနဲ့တင်တိုက်တွေကိုဖျက်ကျော်ပြီးကျောင်းတော်ကြီးစီကိုရောက်လာခဲ့ပါတယ်အကွာအဝေးတစ်ခုကနေကြည့်ရင် Evil School ကတော့မောင်မောင်မိုင်းမိုင်းနဲ့ကြောက်စရာကောင်းပြီး Good School ကတော့နေအောင်ကြီးအောက်မှာလှပတောက်ပနေပါတယ်ဒီနာကတော့သူမဟာ Good School မှာပဲနေရမယ်လို့အခိုင်အမာယူကြည်ထားတာပါဒါပေမဲ့ထင်မှတ်မထားတာကငှက်ကြီးဟာကာရိုကို Good School တဲ့ပစ်ချလိုက်ပြီးဒီနာကိုတော့ Evil School တဲ့ကိုပစ်ချလိုက်ပါတော့တယ်ကာရိုနိုးလာတဲ့အချိန်မှာတော့လှပတဲ့ဘန်ကင်ကြီးနဲ့မင်းသမီးလေးတွေကြားထဲရောက်နေခဲ့ပြီမဲ့ဒီနာကတော့ညစ်ပတ်တဲ့ရှွန်အိုင်တဲ့ကိုမျက်နှာနဲ့အထစ်ခံလိုက်ရပါတယ်သူမဘေးနာမှာလေကြောက်စရာကောင်းတဲ့သတ္တဝါတွေနဲ့ပြေးနေတာပေါ့ဒါဟာအမယွန်းတစ်ခုလို့သူမကဇီယာမော့စီမှာတွားရောက်တိုင်တော့ပြီးမဲ့ဇီယာမကတော့အေးအေးဆေးဆေးပါပဲတခါတည်းမှာကန်ကောင်းတဲ့ចောင်းသားအချို့ဟာ Evil ဘက်ကိုရောက်တတ်တယ်လို့ဆိုပါတယ်အခုဆိုရင်တော့တီနာကအမေးရောင်ဝစ်စုံတဲ့ Evil ဘက်မှာကာရိုကတော့လှပတဲ့ခါဝင်တဲ့ Good ဘက်မှာသူတို့နှစ်ယောက်ရဲ့ကန်ကြမ္မာကဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့ရင်ခုန်စရာပါပဲ